လူဘဝရလာလို့ရှိရင်နံပါတ်1အရေးကြီးဆုံးလို့ပြောရမယ်ဟာဘာလဲလို့ဆိုရင်ကုသိုလ်ရဖို့စိတ်ကိုပြုပြင်တတ်ဖို့ဒါနံပါတ်1အရေးကြီးဆုံးပဲလို့ပြောစိတ်မထားတတ်လို့ရှိရင်ကုသိုလ်ဟာမဖြစ်တတ်စိတ်ထားတတ်မှကုသိုလ်ဆိုတာရအကုသိုလ်ဆိုတာတွေကြတော့တန်တရားကအကျင့်ပါနေသည့်အတွက်ကြောင့်အကုသိုလ်ကလွယ်လွယ်လေးနဲ့ဖြစ်လူတွေရဲ့တဏ္ဍာမှာ40နဲ့အမြတ်မြင်စရာအာယုန်လေးတစ်ခုကိုမြင်လိုက်ရင်လောဘနဲ့နှစ်သက်တယ်ဒေါသနဲ့မုန်းတီးတယ်မောဟနဲ့အမှန်ကိုမသိလိုက်ဘူးဆိုလို့ရှိရင်မြင်မှုကိုအကြောင်းပြုပြီးတော့အကုသိုလ်စိတ်တွေပဲဖြစ်သွားတယ်တခါနားကအတန်လေးကိုကြားလိုက်တာတကြိုင်နဲ့ตายရတဲ့အတန်ဆိုရင်လောဘနဲ့တွေးပြီးတော့မုန်းတီးတဲ့အတန်ဆိုရင်ဒေါသနဲ့တွေးတယ်သဘာဝတရားကိုမဆင်ခြင်နိုင်ဘူးဆိုလို့ရှိရင်မောဟနဲ့တွေးတဲ့အကုသိုလ်တွေဖြစ်ပြန်တာပဲအဲ့ဒါလို့မြင်သမျှကြားသမျှဆိုတဲ့အာယုန်ဒီပေါ်မှာလူတွေရဲ့စိတ်မှာအကုသိုလ်ဖြစ်တဲ့အကျင့်တွေကလုံးလုံးကိုများအဲ့ဒီအကုသိုလ်ဖြစ်နေတဲ့အကျင့်တွေကိုရှင်းချနိုင်ဖို့ကဘာလို့ရမလဲဆိုတာမြင်တဲ့အခါမှာငါတဏ္ဍာမှာမြင်တဲ့အာယုံကိုအကြောင်းပြုပြီးတော့ဘယ်လိုစိတ်တွေဖြစ်တယ်လဲကြားတဲ့အာယုံကိုအကြောင်းပြုပြီးတော့ဘယ်လိုစိတ်တွေဖြစ်တယ်လဲလို့ကိုယ့်ကိုယ်ဆင်ញင်သုံးသပ်မှုဆိုတာအဲ့ဒါကစားကြရအဲ့လိုဆင်ញင်သုံးသပ်နိုင်ဖို့အတွက်မြင်ချင်းကြားချင်းပေါ်မှာတတိထားတတ်မှုဆိုတဲ့တတိတရားလက်လွတ်သွားလို့ရှိရင်ဘာတွေဖြစ်တယ်ဆိုတာကိုသိနိုင်စွာမရှိပထမဘာဖြစ်တယ်ဆိုတာသိဖို့တတိထားလာလောကလူတွေဟာဘယ်ကိစ္စမှာပဲဖြစ်ဖြစ်တတိမထားရင်မသိလိုက်ကြဘူးနော်ဒါမို့မြန်မာစကားမှာပြောတာရှိတယ်တတိမမှုခုမမြင်နဲ့တတိမမှုဘူးဆိုလို့ရှိရင်ကိုယ့်မျက်စိအောက်မှာရောက်နေတာပဲဖြစ်စေမြင်နေမှမြင်အတန်ပေါ်လာတာဖြစ်စေကိုကြားချင်မှကြားလိုက်တယ်ဒါကြောင့်မို့တတိမူမိဖို့ဆိုတဲ့တတိတရားနဲ့ပတ်သက်ပြီးမြတ်စွာဘုရားအလေးထားပြီးတော့ဟောတယ်မဂ္ဂင်၈ပါးထဲမှာလည်းတတိရှိရတယ်ဘုဇင်9ပါးထဲမှာလည်းပဲတတိတရားကိုအလေးနဲ့ထားဟောထားတယ်ဒါကြောင့်မို့ပထမဆုံးကိုယ့်ကိုယ်ကိုနည်းနည်းမောဘယ်နဲ့လင်းလာတဲ့အချိန်ကစပြီးမျက်စိဖွင့်ကြည့်တဲ့အချိန်ကစပြီးမြင်တဲ့အာယုံပေါ်မှာဘယ်လိုစိတ်အခြေအနေတွေဖြစ်တယ်လဲဆိုတာတတိထားမိဖို့လိုအပ်တယ်ကြားတဲ့အတန်လေးဒီနှစ်ခုကအရင်လာမှာပဲမြင်နေကြားတယ်ဆိုတာမြင်နေကြားတယ်မလားခင်လည်းပဲလာနိုင်တာတခုရှိတယ်တွေးတယ်ဆိုတာဒီပြားတွေတဲ့ပို့ပြီးတော့နီးစပ်တဲ့တွေးတော်မှုဆိုတာနဲ့ပတ်သက်လို့ရှိရင်လေစင်ញင်စဉ်းစားလိုက်တယ်အဲ့ရကနိုးထလာတာနဲ့ငါဘာတွေတွေးမိတာလဲစဉ်းစားဆင်ញင်ပြီးတော့လောဘနဲ့တွေးတဲ့အတွေးတွေလားဒေါသနဲ့တွေးတဲ့အတွေးတွေလားအကောင်းဆုံးအကြောင်းကျိုးကိုခွဲခြားသိနိုင်စွာမရှိတဲ့မောဟနဲ့တွေးတဲ့အတွေးတွေလားလို့ဆိုတာတတိမူကိုအရေးကြီးတယ်အဲ့ဒါလို့တတိမူတဲ့အလုပ်ကိုပဲ meditation လို့ပြောတာဒါပို့ပြီးတော့အရေးကြီးတယ်ကမ္မထမ်းထိုင်တယ်ဆိုတာမထိုင်ရဘူးမဟုတ်ထိုင်ရတယ်သို့တော့ကမ္မထမ်းအလုပ်ဆိုတာမနောကံဘာဝနာဆိုတာစိတ်ထဲတော့ဆွဲမှတ်ထားကမ္မထာအထုတ်တယ်ဆိုတာကာယကံမဟုတ်ဘူး
ဝစီကံမဟုတ်ဘူးပါဇက်ကပြောရတဲ့အရာမဟုတ်ဘူးခန္ဓာကိုယ်နဲ့အင်းနဲ့အားနဲ့အသုံးချပြီးလုပ်ရမယ့်ဟာမဟုတ်ဘူးပါလဲလို့ဆိုရင်စိတ်နဲ့လုပ်ရမယ့်အလုပ်ဖြစ်တယ်လို့ဆိုတော့ခန္ဓာကိုယ်ရဲ့အနေအထားဘယ်လိုပဲနေသက်တာသလိုနေပြီးတော့ဆင်ញင်စဉ်းစားလို့ရအိမ်ရင်လည်းဆင်ញင်စဉ်းစားနိုင်တယ်လမ်းလျှောက်ရင်လည်းဆင်ញင်စဉ်းစားနိုင်တယ်သက်တာသလိုထိုင်ပြီးတော့လည်းပဲဆင်ញင်စဉ်းစားလို့ရအဲ့ဒီဆင်ញင်စဉ်းစားမှုဆိုတဲ့မနောကံဘာဝနာလုပ်ငန်းမှာအဓိကကြချို့မှာကမ္မထန်ထိုင်တယ်လို့ဆိုတဲ့အခါမှာပိုစချာကိုကြည့်ပြီးတော့မထိုင်နိုင်ဘူးဒီလိုကြာကြီးထိုင်ရင်ဒုက္ခတွေဖြစ်နေဆိုကမ္မထန်ထိုင်ရမှာကြောက်ကြတယ်အဲ့ဒါကကမ္မထန်ထိုင်တယ်လို့ဆိုတာအဲ့ဒါတမာတိအလုပ်ကိုလုပ်တဲ့ကျမ်းမာတဲ့ပုဂ္ဂိုလ်တွေခန္ဓာကိုယ်ကြန့်ခိုင်တဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားညွှန်ကြားထားတဲ့အတိုင်းတင်မလင်ခွေးခါကိုမမတ်ထားအာယုရှိတဲ့ပုံမှာစိတ်ကိုလွတ်ပြီးတော့စူးစိုက်ပြီးတော့ထားမယ်ဆိုတာဒါအာနာပါနကျင့်စဉ်တစ်ခုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားပို့ချပါဟောထားတယ်ကမ္မထန်ထိုင်နိုင်အဲ့လိုလို့ဒီလိုပြောလို့တာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့နာမည်ကကမ္မထန်ထိုင်တယ်လို့ပြောပေမဲ့လို့ကမ္မထန်ဆိုဒီမှာမနောကစိတ်အလုပ်တာဖြစ်တယ် physical posture ဘယ်လိုပဲနေလူရဲ့ position ကဘယ်လိုပဲထားအရေးကြီးဆုံးကတော့စိတ်ပိုင်းဆိုင်ရာမှာခုနကပြောတဲ့တတိတရားတွေရှိဖို့ဆင်ញဉာဏ်တွေဖြစ်ပေါ်လာဖို့ဒီဟာပဲအဓိကထားအဲ့တော့မထိုင်နိုင်လို့လည်းစိတ်ပူစရာမရှိဘူးမထိုင်နိုင်လို့စိတ်ပူစရာမရှိဘူးစိတ်ပူစရာကောင်းတာကတော့ဟိုတွေးဒီတွေးပြီးတော့ချိန်ဖြုံးနေတာစိတ်ထဲမှာပူးနေတာတွေတောကတွေဖြစ်နေတယ်အဲ့ဒါမှစိတ်ပူစရာကောင်းတောကတွေဖြစ်တယ်ဒေါမနတာတွေဖြစ်တယ်နောင်ရည်တွေးပြီးတော့စိတ်လေးနေတယ်ဖြစ်ပေါ်နေတဲ့အချိန်တွေမှာမကြေမနက်ဖြစ်နေတယ်ဟိုလူစိတ်တိုင်းမကြဒီလူစိတ်တိုင်းမကြအဲ့ဒါလို့ကိုယ့်ရဲ့ကျမ်းမာရေးအတွက်တောကဖြစ်ဘဝကျင်အတွက်တောကဖြစ်အဲ့ဒါမှစိတ်မအေးဖြစ်เสียရှိတကယ်ပြောမယ်ဆိုလို့ရှိရင်မကြမ်းမာလဲစိတ်ပူစရာမရှိဘူးဘာဖြစ်လို့စိတ်ပူစရာမရှိတော့ဆိုဘယ်ရာပဲဖြစ်ခန္ဓာကိုယ်ကြီးရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာမကြမ်းမာဘူးဆိုတနေ့မလားတနေ့လာပါလာတဲ့အချိန်မှာအဲ့ဒီနောက်ကိုစိတ်လိုက်သွားဖို့အရေးကြီးတယ်မြတ်စွာဘုရားဝေဒနာသုတ်တန်တစ်ခုမှာဟောထားတာဆို physical body မှာပိန်းရခန္ဓာကိုယ်ကြီးနာကျင်ကြိုက်ခဲတာကိုအကြောင်းပြုပြီးစိတ်ကပါလိုက်နာလို့ရှိရင်အဲ့ဒါဒုက္ခနှစ်ချက်ခံရတာပဲညတာနှစ်ချက်စုခံခန္ဓာကိုယ်မှာပိန်းရတာဒုက္ခဖြစ်တာဘုရားတော်မှာမလွတ်ဘူးလူတိုင်းမှာဖြစ်နိုင်တဲ့အရာတစ်ခုရှောင်လို့မရတဲ့အရာတစ်ခုစေဝဒဆစားလို့ရှိရင်ပျောက်ကဲနိုင်တဲ့အရာတစ်ခုခေတ်မှာဆိုလို့ရှိရင်တော့စေဝါတွေအမတန်မှကောင်းတယ်ရှေးတုန်းကတော့ခန္ဓာကိုယ်ရဲ့နာကျင်မှုတာစီကိုဆိုတာအမတန်မှခဲရင်ခုခေတ်တော့ပိန်ကီလာတွေတို့ပိန်ရီလီဘာတို့ဒါတွေရှိနေပြီးအတွက်ကြောင့်လူရဲ့ခန္ဓာကိုယ်ရဲ့နာကျင်မှုတွေတက်တာမှုတွေအများကြီးရကြအရေးကြီးဆုံးကခန္ဓာကိုယ်ရဲ့နာကျင်မှုပေါ့ဒီလောက်ကြီးရေးကြည့်တာမဟုတ်ဘူးရေးကြည့်တာကစိတ်နာတာရေးကြည့်တယ်လို့ပြောတယ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားစိတ်နဲ့ပတ်သက်လာပြီးတဲ့အခါကျဖြူစင်အောင်နှလုံးသွင်းဖို့ဆိုပြီးဇာဂရိယာလူယောဂဆိုတဲ့မြတ်စွာဘုရားရဲ့ကမ္မထန်ကျင့်စဉ်တစ်ခုနုနုကြာကြာစိတ်ဖြူစင်အောင်ကြိုးစားမှုနဲ့ပတ်သက်ပြီးဟောထားတာရှိတယ်။နေ့ခါမှာ
လမ်းလျှောက်လိုက်ထိုင်လိုက်ဘယ်လိုထိုင်ရမယ်ဘယ်လိုလမ်းလျှောက်မယ်ဆိုတာတော့မြတ်စွာဘုရားကဟောမထားပါဘူးဒီနေရာမှာတာမန်ပဲသုံးပြီးတော့ဟောတယ်နေ့လယ်အချိန်မှာလမ်းလျှောက်ရင်ထိုင်ရင်နဲ့ကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာတဲ့ကုသိုလ်တရားမဖြစ်အောင်ဆုတ်ပိတ်တတ်တဲ့နိဝရဏတရားတွေကစိတ်ကိုတုတ်တင်ရမယ်စင်ကြယ်စေရမယ်ခုနပြောတဲ့လောဘနဲ့ပတ်သက်တဲ့အတွေးတွေဒေါသနဲ့ပတ်သက်တဲ့အတွေးတွေဒါတွေမပေါ်အောင်ထိန်းချုပ်ဆောင်ရှောက်နေတာပြောတာညမှာလည်းပဲအိမ်ကျသေးခင်အချိန်မှာဒီလိုပဲလုပ်ရမနေ့စောစောမှာလည်းပဲဒီလိုပဲလုပ်ရအဲ့ဒါကမ္မထာတရားအာထုတ်တာနဲ့ပတ်သက်လာလို့အချိန်များများကမ္မထာအာထုတ်တဲ့ပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားကနေ့လယ်အခါမှာတဏှီကုံနိဝရဏလို့ခေါ်တဲ့စိတ်ထဲမှာလောဘနဲ့တွေးတဲ့အတွေးတွေဒေါသနဲ့တွေးတဲ့အတွေးတွေဌိနမိတ်တာဆိုတဲ့အိတ်ချင်ထိုင်နိုင်မှုတွေဥဒိစ္စကုက္ကုဆလို့ခေါ်တဲ့စိတ်ပြန့်လွယ်မှုတွေစိတ်ပူပန်မှုတွေဝိသိကိစ္စလို့ခေါ်တဲ့ကိုတွေးတည်တွေးပြီးတန်တရားပွားနေမှုတွေအဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကိုမဖြစ်ပေါ်လာအောင်ကောင်းမြတ်တဲ့အာယုတစ်ခုပေါ်မှာတတိနဲ့ဆင်ခြင်တုံတရားနဲ့ဒီလိုနေသွားတာကပ္ပထာအထုတ်တယ်လို့ခေါ်တယ်စာကရိယာနိရောဓညမှာလဲပထမယံဆိုတာည10 နာရီလောက်ထိမျက်စိမယံအလယ်ယံလောက်ကြတော့ခဏခဏအပန်းဖြေအိပ်ဆက်ပြီးတော့နိုင်ပြန်2ချက်လောက်ညတကောင်ကြော်ပြီးတဲ့နိုင်ပြန်2ချက်လောက်လူဟာအမောပန်းပြေးပြီးတော့တရေနိုးလာတတ်တယ်ပေါ့အဲ့ဒီချိန်အဲ့ဒီတရေနိုးလာတဲ့မနေ့စောသောအချိန်ဟာလဲလူတန်တွေတိတ်ဆိတ်ပြီးတော့အလုံးဟာအိမ်မောကြနေတဲ့အချိန်မိမိအတွက်စိတ်လုပ်ငန်းလုပ်ဖို့အကောင်းဆုံးအချိန်တစ်ခုနှောက်ရက်တွေကင်းတဲ့အချိန်တစ်ခုဖြစ်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားပစ္စည်းမယံမှာစောစောအိယာကထားပြီးခုနအတိုင်းပဲမိမိတဏ္ဍာမှာဖြစ်တဲ့အာယုန်တစ်ခုခုဆင်ញင်သုံးသပ်ပြီးစိတ်ထဲမှာအကုသိုလ်မဖြစ်အောင်ဒီလိုလှုပ်ဆောင်ရမယ်။ဒါလူဘဝရလာတဲ့ပုဂ္ဂိုလ်တိုင်းတကယ်ကိုယ့်ရဲ့အကျိုးစီးပွားကိုလိုလားပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တိုင်းကိုချစ်တယ်လို့ဆိုတဲ့ပုဂ္ဂိုလ်တိုင်းဒီလောက်ဟာမလွဲမသွေလောက်ကြရမယ်။ဘာဖြစ်လို့တော့ဆိုလို့ရှိရင်စိတ်ရဲ့အညစ်အကြေးတွေကိုမတန်ရှင်းနိုင်လို့စိတ်ထဲမှာပူပန်မှုတွေတောကတွေအကုသိုလ်အညစ်အကြေးတွေလွှမ်းမိုးလာပြီဆိုကိုယ့်ရဲ့အနာဂတ်အချိန်ကြီးကကိုကအကောင်းကိုမျှော်ပေမဲ့လို့ကောင်းစရာအကြောင်းရှိတယ်။လောဘဒေါသမောဟစတဲ့ကိလေသာတွေရဲ့လွှမ်းမိုးမှုကြောင့်ဘယ်လိုပဲအကောင်းမျှော်အကောင်းဟာလာမှာမဟုတ်ဘူးတဲ့။အဲ့ဒီအဆိုးတရားတွေရဲ့အကျိုးပေးကအကောင်းမလာသည့်အတွက်ကြောင့်ဘဝမှာနှိမ့်ချပြီးနောက်ဆုံးမှာဆင်းရဲဒုက္ခနဲ့ပြန်ပြီးတော့ကြုံနေကြတယ်။အခုလူဘဝရောက်လာတယ်ဆိုတာကုသိုလ်ကံကောင်းတဲ့အလှည့်ကလေးတစ်ကွက်ကြုံလို့ခဏခဏလာရောက်ပြီးတော့ပန်းဖြေရတယ်လို့အမျိုးလေးဖြစ်တယ်။အဲ့ဒီပန်းဖြေရတဲ့အချိန်လေးမှာလူဘဝရတဲ့ကုသိုလ်ကောင်းမှုရဲ့အရှိန်အဝါလေးကိုဆက်ပြီးမထိန်းနိုင်ဘူးဆိုလို့ရှိရင်လူတွေအားလုံးဟာဘယ်ကိုပြန်ကြတာလဲလို့ဆိုလို့ရှိရင်စပိတ်ကျမ်းကနေမှဆိုထားတယ်လို့လူတွေအားလုံးဟာကာမဂုဏ်အာယုန်စိတ်တွေနဲ့မေ့မျောပြီးတော့ပျော်စရာကိုသာကြံတွေးပြီးအပျော်ပါးတဲ့မှာသာစိတ်ဆိုင်နေကြတဲ့အတွက်ပမတ္တသသနာမစတ္တရောအပါယတကခေဟာဂရိအပယ်လေးပုံကိုယ်အိမ်လိုပဲတဲ့သူတို့ဖို့ကိုယ်အိမ်ဆိုတာဘယ်မှာလဲအပယ်လေးပုံအဲ့ဒီမှာသွားပြီးတော့
ဒုက္ခခံရဆိုပါစို့နေ့စဉ်နဲ့အမျှခန္ဓာကိုယ်ရောစိတ်ရောနှစ်မြုပ်ပြီးတော့လုပ်ငန်းတွေလုပ်နေကြရတဲ့ပုဂ္ဂိုလ်တွေတခါတရံကျတော့ပင်လယ်ကမ်းခြေမှာသွားပြီးတော့ပန်းဖြေရတယ်စိတ်လွတ်လပ်မှုလေးကိုယူပြီးတော့ပန်းဖြေရတယ်လူပြည့်တက်ပြည့်ရောက်လာတဲ့အခါအဲ့ဒါပန်းဖြေတဲ့အချိန်တိုင်းလေးလို့ဖြစ်တယ်ကိုယ်ရောစိတ်ရောနှစ်မြုပ်ပြီးတော့မောနေပန်းနေအောင်လုပ်နေရတယ်ဆိုအပယ်လေးပုံကြနေတဲ့အချိန်မောပန်းနေအောင်လူတွေဟာနားချိန်မရှိဆင်းရဲဒုက္ခဒလဇတ်ခံစားပြီးနေကြငရဲဆိုတာတော့ကိုယ်မမြင်ရလို့လက်တွေ့ကြည့်လို့မရနိုင်ဘူးဘုရားဟောထားတာကယုံပြီးတော့လက်ခံရတယ်သို့တော့ကိုမြင်ရတဲ့အစိတ်ပိုင်းလေးတွေကိုပဲကြည့်အောင်အပယ်လေးပုံထဲမှာအပါဝင်ဖြစ်တဲ့တိရစ္ဆာန်ဒီတိုင်းမြင်နေကြသူတို့ဘဝလေးပဲစဉ်းစားကြည့်လိုက်သူတို့ကိုတပ်ဖြတ်စားကောင်းမှုမရှိဘူးဆိုတဲ့တိရစ္ဆာန်တွေကြည့်အောင်စားစရာအတွက်လုံးမနေရတယ်အသိခပြန်များနော်အမြဲတမ်းနေစရာအတွက်စားစရာအတွက်ဒီလိုလုံးမနေကြအလုံးကံကောင်းလို့လူတွေကမွေးထားတဲ့တိရစ္ဆာန်အချို့လောက်သူတို့တောင်မှပဲစကားပြောနိုင်တာမဟုတ်ဘူးကောင်းတဲ့အလုပ်တွေလုပ်နိုင်တာမဟုတ်ဘူးသူတို့မှဆိုလို့ရှိရင်အားရင်အိပ်မယ်စားရင်စားမယ်ပြောပါမယ်ဒါပဲရှိဒီစိတ်ကလည်းလို့တခြားစိတ်ဖြစ်เสียအကြောင်းမရှိမတည့်တဲ့သူတို့အကောင်တိုင်းရန်ထောင်မယ်ဒေါသဖြစ်မယ်ဒေါသဖြစ်မယ်လောဘဖြစ်မယ်မောဟဖြစ်မယ်ဆိုတော့ဒါတွေနဲ့လွှမ်းမိုးပြီးတော့နေရလူတွေရဲ့ဟင်းလျာအဖြစ်သုံးခံရတဲ့ကြက်တို့ဝက်တို့ဆိုတဲ့ဒီတတ္တဝါတွေရဲ့ဒုက္ခကြောင့်အတ္တမချီးတယ်လူတွေရဲ့ခိုင်းစေမှုကိုခံရတဲ့ကျွဲတို့နွားတို့ဆိုတဲ့တတ္တဝါတွေရဲ့ဒုက္ခအတ္တမချီးတယ်လူရဲ့ဆန္ဒတိုင်းအကုန်လိုက်ပြရကိုယ့်ကိုယ်ကိုပဲစဉ်းစားကြည့်သားသမီးရှိတဲ့ပုဂ္ဂိုလ်ဟာသားသမီးရဲ့ဆန္ဒအကုန်မလိုက်နိုင်ကိုယ်ပတ်ဝန်းကျင်ရဲ့ဆန္ဒအကုန်မလိုက်နိုင်မိသားစုရဲ့ဆန္ဒအကုန်မလိုက်နိုင်ဒါတော့ကိုယ်ဆန္ဒရှိသေးတယ်ကိုယ်ဆန္ဒအတိုင်းဖြစ်နိုင်သေးတယ်ဟိုလူတွေရဲ့အခိုင်းအစေခံထားတဲ့ကျွမ်းတော်တိရစ္ဆာန်တွေဆိုသူတို့ဆန္ဒဆိုလုံးဝမရှိဘူးလူရဲ့ဆန္ဒအတိုင်းပဲလုပ်နေကြရတယ်နေမကောင်းလဲလုပ်ရမှာပဲဖြားနေလဲလုပ်ရမှာပဲတခုနာကျင်ကြိုက်ခဲနေလဲလုပ်ရမှာပဲအဲ့ဒီဘဝတွေကိုပြန်ပြီးတော့တွေးကြည့်လိုက်မယ်ဆိုတို့တွေဖြစ်တာအဲ့ဒီဘဝဟာအများဆုံးလို့မြတ်စွာဘုရားအဲ့လိုဟောတော့တို့လူဘဝရောက်နေတဲ့အချိန်လေးမှာပြောသလိုနေသွားကြမယ်ကိုယ်စိတ်ထဲမှာဖြစ်တဲ့လောဘဒေါသမောဟဆိုတာတွေကိုမပယ်ရှားနိုင်ကြဘူးဆိုလို့ရှိရင်တွေးရောက်တော့မဲ့ဘဝဟာတွေးကြည့်လို့တောင်မှဘဝစရာကောင်းတဲ့နေရာမျိုးဖြစ်နေတယ်လို့ဒါတွေကကြိုတင်ပြီးတော့စဉ်းစားပြီးကြိုတင်ပြီးတော့သိရနောက်ကြမှသိလို့ရှိရင်တော့အဖို့ပဲပေတဝတ္ထုဆိုတဲ့ပါဠိတော်ထဲမှာကြည့်လို့ရှိရင်လူဘဝတုန်းကပြောသလိုနေပြီးတော့ငရဲကြသွားတယ်ပြိတ္တာဘုံရသွားတယ်အဲ့ဒီပုဂ္ဂိုလ်တွေဟာဘာကိုတန်းတကြတော့ဆိုလို့တို့မသိနိုင်ပဲလို့လူဘဝတုန်းကလှုပ်ခွင့်နေကြောရင်လည်းမလှုပ်ခဲ့ဘူးပြောသလိုနေခဲ့ကြတယ်ဒီတစ်ခါလူပြန်ဖြစ်ရင်တော့ဘုလိုကောင်းမှုတွေလှုပ်လိုက်မယ်စိတ်ထဲကအဲ့လိုပြောကြတယ်ရှိတယ်အဲ့ဒါတွေဟာနောင်မရတဲ့နောက်ကျသွားတယ်နောက်ကျသွားရင်ဘာမှလုပ်လို့မရတဲ့အနေအထားမျိုးဖြစ်ပါတယ်ဒါကြောင့်မို့လူဘဝရလာတဲ့အခိုက်မှာအရေးကြီးဆုံးကတွေးမိတာနဲ့ပတ်သက်လာလို့ရှိရင်လောဘနဲ့မတွေးမိဖို့ဒေါသနဲ့မတွေးမိဖို့မောဟတွေမာမနတွေအကုသိုလ်တွေနဲ့တွေးမိဖို့မရှိဖို့မျက်စိကမြင်တဲ့အာယုန်နားကကြားတဲ့အာယုန်အမြင်အာယုန်အတန်အာယုန်တွေနဲ့ဆုံတဲ့အခါမှာလည်းပဲလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်မောဟမဖြစ်အောင်လို့တ
တိဆောင်ပြီးတော့တန်ပဇညတရားဆင်ញင်တုံတရားလက်ကင်ထားပြီးတော့နေထိုင်ခြင်းဟာဒါကမ္မထာတရားအထုတ်တယ်လို့ဒီလိုပြောလို့ရတယ်ပေါ့အရေးကြီးဆုံးကအဲ့ဒါပဲကိုယ်စိတ်လေးမှာအကုသိုလ်တရားတွေမဖြစ်အောင်ဖြစ်လာလို့ရှိရင်ရှင်းနေအောင်သုတ်သင်နေဖို့ဟာရေးကြည့်တယ်အဲ့တော့မဖြစ်အောင်ထိန်းတယ်ဆိုတာသူကတော့ဖြစ်မှာပဲဘာဖြစ်လို့ဖြစ်တာလဲအကျင့်ကြီးပါခေါက်ရွေးကျိုးတာလူစိတ်ကြားတဲ့ပုံမှာကြားတဲ့အတန်ဟုတ်လားမြင်ရတဲ့အာယုံကြားရတဲ့အတန်ပုံမှာဆိုရင်ကောင်းတဲ့အရာဆိုလို့ရှိရင်လောဘကဖြစ်လိုက်မှာပဲမကောင်းတဲ့ဟာဆိုရင်ဒေါသကဖြစ်လိုက်မှာပဲအဲ့ဒါကခေါက်ရွေးကျိုးနေတယ်အဲ့ခေါက်ရွေးကျိုးနေတဲ့ဟာဘာနဲ့ကာကွယ်လုပ်ရမလဲလို့ဆိုခေါနာတတိနဲ့ကာကွယ်တတိထားနေရမယ်တတိထားနေလို့ရှိရင်ရောပါသွားတတိထားနေပြီးတဲ့အခါဆင်ញင်တုံတရားဆိုတာလာရအဲ့ဒီဆင်ញင်တုံတရားကိုဒီနေရာမှာယောနိသောမနတိကာရလို့သင်တင်စွာဆင်ញင်ဉာဏ်ရှိစွာနှလုံးသွင်းနိုင်ဖို့စိတ်ထားတတ်မှုမြန်မာစကားထဲမှာပြောကြတယ်စိတ်ထားတတ်ရင်မြတ်တယ်စိတ်ထားတတ်ဘယ်ရာပဲဖြစ်ဖြစ်စိတ်ထားမတတ်ဘူးသို့မဟုတ်ယောနိသောမနတိကာရမရှိဘူးဆိုရင်ကုသိုလ်မရနိုင်ကုသိုလ်အားလုံးရဲ့ဖြစ်ပေါ်လာရမဟုတ်ဘူးလို့ပြောရမှာယောနိသောမနတိကာရယေကေစိကုသလာဓမ္မသဗ္ဗေတိယောနိသောမနတိကာရမူလကာတဲ့ဆိုလိုတဲ့အဓိပ္ပာယ်ကဖြစ်ပေါ်လာတဲ့ကုသိုလ်မှန်သမျှဟာယောနိသောမနတိကာရပေါ်မှာအခြေခံတယ်ယောနိသောမနတိကာရကြောင့်ဖြစ်တာတဲ့ယောနိသောမနတိကာရဆိုတာဘယ်လိုအာယုံပဲလာသူက wise attention ဆင်ញဉာဏ်နဲ့နှလုံးသွင်းတတ်တယ်ပုံပြီးနားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ကုသိုလ်ဖြစ်အောင်နှလုံးသွင်းတာယောနိသောမနတိကာရအဲ့တော့ကုသိုလ်ဖြစ်အောင်ကဘယ်လိုနှလုံးသွင်းရမှာလဲမျက်စိကမြင်စရာအာယုန်လေးတစ်ခုလောဘဖြစ်စရာအာယုန်လေးတစ်ခုဖြစ်လာလို့ရှိရင်ကိုယ်မှာဆင်ញင်တုံတရားကဘာဆင်ញင်တုံတရားတော့သူများပိုင်တဲ့ပစ္စည်းဆိုရင်ဒါသူများပိုင်တဲ့ပစ္စည်းသူ့မှာကုသိုလ်ကံရှိလို့ဒီပစ္စည်းကိုရတာဒီပစ္စည်းနဲ့ပတ်သက်ပြီးငါလောဘဖြစ်ရင်မသိတော့ဘူးငါမှလောဘမဖြစ်စေရဘူးဒီအတွေးမျိုးတွေးလိုက်တာနဲ့ဒါယောနိသောမနတိကာရမုန်းစရာလူတယောက်ကိုတွေးလိုက်လို့ရှိရင်ကြည့်ငါမုန်းလို့သူဘာမှဖြစ်မှာမဟုတ်ဘူးငါမှသာငါရဲ့နှလုံးသားကညှဉ်းနှွမ်းသွားပြီးငါမှပဲအကုသိုလ်ဖြစ်တယ်မုန်းနေခြင်းကျိုးမရှိဘူးလို့နှလုံးသွင်းလိုက်လို့ရှိရင်ဒါယောနိသောမနတိကာရဆိုလိုတာကယောနိသောမနတိကာရဆိုကုသိုလ်ဖြစ်တဲ့ဘက်ကိုဥလှည့်ပေးရတယ်ကုသိုလ်ဖြစ်တဲ့ဘက်ကိုဥလှည့်ပေးရဥပမာလူတယောက်ရဲ့အကျိုးစီးပွားလိုလားတဲ့စိတ်မေတ္တာကိုတည်ဆောက်ပြီးဆိုလို့ရှိရင်လူတိုင်းမှာအဆိုးနဲ့အကောင်းဆိုတာနှစ်မျိုးတွဲပြီးတော့လာလူတိုင်းမှာအပြစ်ဆိုတာလည်းရှိတယ်ကောင်းတဲ့အကွက်လည်းရှိတယ်ဆိုးတဲ့အကွက်လည်းရှိတယ်အဲ့တော့မေတ္တာပွားခြင်းလို့ရှိရင်သူရဲ့ဆိုးတာကိုကြည့်တယ်ဆိုးတဲ့အပိုင်းတွေကိုဖယ်ထားလိုက်ကောင်းတဲ့အကွက်ကလေးကိုကြည့်ပြီးတော့မေတ္တာပွားဒါကိုယ်တဏ္ဍာမှာမေတ္တာဖြစ်ဖို့ကအဓိကဒီလူတယောက်ပေါ်မှာဘလောက်ဆိုးခဲ့တာငါပေါ်ဘလောက်ဆိုးတာဆိုတာအဲ့ဒီအဆိုးတွေသာတွန်းလို့ရှိရင်မိတော့ကလေးကိုလေဖြူဖြူလေးတိုက်လာတယ်လို့ပဲသူကပို့ပြီးတော့ရှိန်ညက်လာလေပင့်မိလောင်ရလေပင့်အဲ့ဒီအတွေးကပို့ပြီးတော့ပင့်ပေးလိုက်တဲ့အခါကျဒေါသတွေကပုံမြင့်ဘယ်ဟာပဲဖြစ်ဖြစ်မိလောင်ရလေပင့်ဆိုတာလောဘဖြစ်ရင်လည်းတွေးလိုက်ရင်ပို့လောဘဖြစ်တယ်ဒေါသဖြစ်တဲ့အာယုံတွေးလိုက်ရင်လည်းပို့ပြီးတော့ဒေါသအရှိန်ညက်လာ
အဲ့ဒါတွေကိုမတွေးပဲနဲ့တစ်ဖက်ကလှည့်ပြီးတော့တွေးရအဆိုးတွေတဲကအကောင်းကိုရှာအဆိုးတွေတဲကအကောင်းကိုရှာပြီးတော့မေတ္တာဘာဝနာပွားရတယ်လို့ဆိုအဲ့တော့လောဘဖြစ်လာလို့ရှိရင်လည်းပစ္စည်းတစ်ခုပေါ်မှာလောဘဖြစ်ရင်လူတယောက်ပေါ်မှာလောဘဖြစ်လာရင်တွေ့တာမှုတွေဖြစ်လာတယ်ဆိုပါစို့မိဘနဲ့သားသမီးဆိုမိဘကဒီသားဒီသမီးကိုသိချစ်တယ်တာယာစဉ်တွေသိဖြစ်လာသူ့ပေါ်မှာဖြစ်လာတဲ့တာယာစဉ်မလျှော့နိုင်ဘူးမတွေးရမလို့အေးငါအိမ်ရောက်လာတာငါခေါ်ထားတာမဟုတ်ဘူးသူကံနဲ့သူလာတာပြန်ကျင်တော့လေသူ့ဘာသူပြန်มาငါကအရင်တော့သူ့ကိုသိတာမဟုတ်ဘူးခုမှသိတာငါလည်းတနေ့သိရမှာသူတို့လည်းတနေ့သိရမှာဆိုတဲ့အတွေးလေးတွေနဲ့တွေးလိုက်လို့ရှိရင်အလုံးလုံးရောကြပါတွေးကြည့်ရင်ဒီတိုင်းပဲရောသွားမှာတွေ့တာမှုတွေတာယာစဉ်တွေရှော့ချလာအေးဒီတာတွေ့တာမှုတာယာစဉ်ငါလည်းအကျိုးမဖြစ်ဘူးသူလည်းအကျိုးမဖြစ်ဘူးသူ့မှာဘာလို့အပ်လဲလိုအပ်တာငါဖြည့်ဆည်းပေးမယ်ဟောမေတ္တာဘက်ကနေကြည့်သူလိုအပ်တာငါဖြည့်ဆည်းပေးမယ်သူကောင်းကျိုးကိုငါဆောင်ရွက်ပေးမယ်တက်တာယာစဉ်ဖြစ်နေလို့ငါအဖို့ဘာမှကောင်းကျိုးရမှာမဟုတ်ဘူးလို့အဲ့ဒီလိုမှန်ကန်စွာတွေးတောခြင်းဖြစ်တာယာစဉ်တရားကိုရှော့ချပေးကြပစ္စည်းဥစ္စာလေးပုံမှာလည်းတာယာစဉ်ဖြစ်တတ်တယ်လူတွေဆိုလို့ရှိရင်လက်ဝတ်ရတနာတို့အဝတ်အထည်တို့တချို့ဆိုမိုးရဲ့မစားရဲ့ဒီလိုဖြစ်တတ်တာရှိတတ်တယ်ပေါ့နော်ကိုသိစုံမဲ့တဲ့ပစ္စည်းဆိုရင်ကိုယ်တိုင်တောင်မသုံးရဘူးသူများကင်ကြည့်ဖို့ဆိုတာနေနေတာအဲ့ဒါမျိုးတောင်ဖြစ်တတ်တယ်အဲ့လိုဖြစ်လာလို့ရှိရင်စိတ်ထဲကခုနကယောနိသောမနတိကာရနဲ့ဘယ်လိုနှလုံးသွင်းရမလဲဆိုအနိစ္စသဘောတရားကိုဆင်ခြင်စဉ်းစားကြည့်အေးဒီပစ္စည်းလေးဟာငါမသုံးလဲငါကတော့လည်းပစ္စည်းကိုစွန့်တာဖြစ်မယ်ပစ္စည်းကတော့လည်းငါ့ကိုစွန့်သွားနိုင်တယ်ဟုတ်တယ်လေလူတွေဟာတချို့ဆိုရင်ဟိုမကြခင်အားတယ်ပဲကြည့်ပါလားနေပြီးတော့သွားတဲ့လမ်းပေါ်မှာဝေဒန်ချမ်းသာတဲ့မိသားစုကိုကြာရတရားအောင်မှမကြံကားအစီအစဉ်နဲ့ဆုံးသွားအဲ့တော့လောကဆိုတာမကြီးညော်ပဲနဲ့ရည်မှန်းချက်မရှိပဲနဲ့ဖြစ်သွားတဲ့အခါမှာကြည့်ဒီပစ္စည်းဥစ္စာတွေကိုကိုယ်ကဆောင်းသွားဩတခါတည်းကြတော့ကိုယ်ကအသက်ထင်ရှားရှိပြီပဲပစ္စည်းတွေဟိုမနစ်တုန်းကတစ်နှစ်တုန်းကမင်္ဂလာဈေးကြီးပြီးလောက်သွားတယ်ပစ္စည်းတွေအများကြီးပါသွားတယ်အဲ့ဒါပစ္စည်းကကိုယ်ကိုဆောင်းသွားတယ်လို့ခေါ်တာအဲ့တော့ပစ္စည်းကလည်းကိုယ်ကိုဆွတ်တတ်တယ်ကိုယ်ကလည်းပစ္စည်းကိုဆွတ်ကြရတတ်တယ်ဒီနှမျိုးဟာကြုံရတတ်တာဖြစ်တော့ကြောင့်မကြုံရတော့မှဒီပစ္စည်းနဲ့ကိုယ်နဲ့တွဲလို့ရတဲ့အတိုင်းအတာတစ်ခုချိန်ပိုင်းလေးနော်ချိန်ပိုင်းလေးဆိုတာစဉ်းစားကြည့်ရသက်60ရှိတဲ့ပုဂ္ဂိုလ်တယောက်ကအေးဒီပစ္စည်းကိုငါသုံးတယ်ဆိုလို့ရှိရင်တွဲကြည့်လိုက်ရင်နောက်ထပ်အနှစ်40တဲ့ပို့ပြီးတော့မသုံးနိုင်ဘူးဒီတဲ့ပို့ပြီးတော့ငါလည်းတူတူရှိမှာမဟုတ်ဘူးဆိုတော့အတွေးလေးတွေတွေးပြီးတော့ကိုရှိနေတဲ့အချိန်မှာဒီပစ္စည်းဆိုတာသုံးချဖို့ဖြစ်တယ်သုံးရမယ်ဆိုတဲ့စိတ်ထားလို့ရှိရင်ပစ္စည်းပေါ်မှာမမျောတော့ဘူးဆိုတော့ကြောက်ပတ်သွားတယ်ဘယ်ရာပဲဖြစ်ဖြစ်စင်ကြင်တုံတရားမတ္တမအရေးကြီးအဲ့ဒါကိုပဋိသင်္ခါရဗလလို့ခေါ်တယ်စင်ကြင်မှုစွမ်းအားသိအရေးကြီးတာလောကမှာစင်ကြင်စဉ်းစားမှုဖြစ်အကုသိုလ်တွေတော်တော်များများကိုဖယ်ရှားထားတယ်အဲ့ဒါကိုမြတ်စွာဘုရားကပဋိသင်္ခါရဗလာတဲ့စင်ကြင်မှုစွမ်းအားကိုသုံးချပြီးမိမိရဲ့တဏ္ဍာမှာအကုသိုလ်တွေမဖြစ်ရအောင်အကုသိုလ်တွေဖယ်ရှားနိုင်ကြိုးစားအထောက်အမယ်အဲ့တော့ကိုယ့်ဘဝကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်တိုင်းကိုယ့်ကိုယ်ကိုဘဝမှာအဆင့်မြင့်တဲ့မြင့်သွားခြင်းပုဂ္ဂိုလ်လူတိုင်းကတော့ကြည့်လိုက်မယ်ဆိုရင်ကိုယ့်ဘဝတန်ဖိုးထားကြတာပဲဘဝဒီဘဝတဲ့နောက်ဘဝမြင့်တင်သွားဖို့စိတ်ရှိကြတာကြီးပဲကောင်းတဲ့ကောင်းတာရောက်ဖို့စိတ်ဆန္ဒရှိကြတာကြီးပဲစိတ်ဆန္ဒရှိကြတာချင်းတူတူပဲ
အကြောင်းတရားကိုအမှန်မသိသည့်အတွက်ကြောင့်ကြီးပွားတိုးတက်ခြင်းအကြောင်းကဘာလဲအဲ့ဒီကြီးပွားတိုးတက်ခြင်းရဲ့အကြောင်းတရားတွေငါဘာလို့ရမလဲဆိုတာမသိသည့်အတွက်ကြောင့်မမယွင်းနေလုပ်ပြီးတော့ကြီးပွားခြင်းလေးရဲ့ဆုပ်ယုပ်သွားမြင့်တက်ခြင်းလေးရဲ့လိမ့်ကျကောင်းကျိုးချမ်းသာတွေရခြင်းလေးဆင်းရဲဒုက္ခချုပ်သွားကြအဲ့တော့ဖျားပွင့်တဲ့အခါဒါတွေကမှန်မှန်ကန်ကန်သိခွင့်ရတရားဓမ္မတွေကိုနားလဲရတဲ့အခါကျတော့လုံးတင်တာနဲ့မလုံးတင်တာခွဲခြားပြီးတော့သိလာတယ်ဘယ်လိုတွေးရမယ်ဘယ်လိုစဉ်းစားရမယ်အကုသိုလ်ဘယ်လိုကာကွယ်ရမယ်ဆိုတော့ဒီနည်းစနစ်တွေကိုသိလာဒီနည်းစနစ်တွေတိုင်းလိုက်လာကျင့်သုံးခြင်းဖြစ်ကိုယ့်ဘဝတန်ဖိုးရှိတဲ့ဘဝတစ်ခုဖြစ်တရားဆိုတာလက်တွေ့ကျင့်သုံးအောင်လက်တွေ့ကျင့်သုံးတယ်ဆိုတဲ့ဟာစိတ်အလုပ်ဖြစ်ဘာဝနာလုပ်ငန်းတစ်ခုစိတ်အလုပ်ဖြစ်သည့်အတွက်ပို့ပြီးတော့လက်တွေ့ချဖို့လိုအပ်တယ်ကိစ္စကြုံတိုင်းနှလုံးသွင်းတတ်ရနှလုံးသွင်းဆင်ခြင်ဖို့လိုအပ်တယ်မြတ်စွာဘုရားကဘဝအရေးနဲ့ပတ်သက်ပြီးတော့သာဝရတွေးဆိုဒါ meditation တစ်ခုပဲ meditation တစ်ခုအဲ့ဒီ meditation ဟာလူတိုင်းလုပ်တဲ့ဟာတစ်ခုပဲကိုယ့်ကိုနေထိုင်တဲ့အခါမကြာခဏစဉ်းစားပြရမယ်ပါလဲတို့ဘဝတို့ရထားတဲ့ခန္ဓာဆိုအိုခြင်းသဘောရှိတယ်နာခြင်းသဘောရှိတယ်သိခြင်းသဘောရှိတယ်အိုခြင်းနာခြင်းသိခြင်းဆိုတာတွေမလွန်မြောက်သေးဘူးဘယ်တော့မှကြော်သွားလို့ရမှာမဟုတ်ဘူးဆိုတာတွေးပြရမယ်အဲ့ဒီလိုတွေးတော်ခြင်းဖြင့်ဘာဖြစ်လာလဲဆိုခုနကတာဝရင်းတွေရှော့ချလာနိုင်တယ်အချိန်ဖြုံးတာတွေရှော့ချလာနိုင်တယ်အချိန်ရဲ့တန်ဖိုးကိုပိုသိလာပူခြင်းနာခြင်းသိခြင်းဆိုတာတွေမရောက်ခင်ငါတစုံတစ်ခုလုပ်ရမယ်မလုပ်ရင်ငါဘဝမှာဘာမှရလိုက်မှာမဟုတ်ဘူးဆိုတတိစွမ်းအားတွေတက်လာတယ်ပညာစွမ်းအားတွေတက်ဒါအကျိုးပဲဒီလိုဆင်ញင်လိုက်လို့စိတ်ပူပန်မှုတွေရောကြသွားပြီးတတိစွမ်းအားဉာဏ်စွမ်းအားတွေရလာတာဒါအမြဲတမ်းကြီးမားတဲ့အကျိုးတစ်ခုဒီလိုစိတ်လေးဖြစ်ဖို့ဆိုတာအမြဲတမ်းခဲရင်ဒါကြောင့်မို့လို့ဒီလိုစိတ်ဖြစ်လာတတိဆောင်ကြရမှာဖြစ်တယ်နောက်တစ်ခုဆင်ញင်စဉ်းစားရမှာဘာလို့ဆိုလောကမှာမြင်သမျှတတ္တဝါတွေဟာငါပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်ကိုလုံးသမျှကိုနဲ့သက်ဆိုင်တယ်ကမ္မဒါယရတို့နောက်ဆုံးအမွေခံရမှာကိုလုံးခဲ့တဲ့လုပ်ရက်တွေတို့အမွေခံရမှာဒါလည်းဆင်ញင်စဉ်းစားပြရမယ်ကောင်းတာလုပ်ရင်လည်းကောင်းတဲ့အမွေမကောင်းတာလုပ်ရင်လည်းမကောင်းတဲ့အမွေငါပဲရမှာပဲဒီလိုဆင်ញင်စဉ်းစားပေးခြင်းဖြင့်ဘာဖြစ်တယ်ဆိုမကောင်းတဲ့အမွေဆိုတော့ဘယ်သူမှမခံနိုင်ဘူးလေကောင်းတဲ့အမွေကိုသာခံနိုင်တာဒါကြောင့်မို့လို့မကောင်းတာတွေကိုတတိထားပြီးတော့ရှောင်ကျဉ်လာကောင်းတာတွေကိုကြိုးစားပြီးတော့လုပ်ဖြစ်လာဒါကြီးမားတဲ့အမြတ်ကြီးတစ်ခုဘယ်လိုကြီးမားတဲ့အမြတ်တစ်ခုနောက်တစ်ခုဆင်ញင်သစ္စာမိသားစုနဲ့ပဲနေမိတ်ဆွေသင်္ကားတွေနဲ့ပဲနေပစ္စည်းဥစ္စာတွေပိုင်ဆိုင်တာပဲဖြစ်ငါမြတ်နိုးတဲ့ပုဂ္ဂိုလ်ကြီးငါမြတ်နိုးတဲ့ပစ္စည်းဥစ္စာတွေဒီနေ့ကြလို့ရှိရင်ငါနဲ့ကွဲတော်မှာပဲခွဲခွာရမှာပဲဒီသဘောကိုဆင်ញင်စဉ်းစားပြရတယ်အဲ့လိုဆင်ញင်စဉ်းစားပြခြင်းဖြင့်ဘာကိုလျှော့ချနိုင်တွေ့တာမှုတွေလျှော့ချတွေ့တာမှုကိုလျှော့ချပြေးလိုက်နိုင်တာနဲ့တပြိုင်တည်းတောကဆိုတာပြောချတွေ့တာမှုကိုမလျှော့ဘဲနဲ့တောကကိုလျှော့အောင်လုပ်လို့မရလူတွေကများသောအားဖြင့်ကြိုးစားနေတာတွေ့တာမှုကိုမလျှော့ဘဲနဲ့တောကလျှော့ဖို့ကြိုးစားနေတယ်တွေ့တာမှုကြောင့်တောကဖြစ်တယ်လို့သိမသိဘူးသာသမီပေါ်တွေ့တာတို့ပစ္စည်းဥစ္စာပေါ်တွေ့တာတို့မိတ်ဆွေသင်္ကားပေါ်တွေ့တာမှန်သမျှတောကကိုဖြစ်စေအဲ့ဒီတွေ့တာမှုတွေကိုလျှော့ချတွေ့တာမှုကိုဘာနဲ့အစားထိုးရမလဲမေတ္တာနဲ့ပဲအစားထိုး
မေတ္တာဆိုတာတွေ့တာကမဟုတ်ဘူးမေတ္တာကအကျိုးစီးပွားကိုလိုလားတာပိတ်စီတွေပေါ်မှာထားတဲ့စိတ်ဓာတ်မျိုးထားတယ်အမှန်တမ်းတန်ရှင်းလောကမှာမိသားစုမှာလည်းမေတ္တာနဲ့နေလို့ရတယ်တန်ရောစင်နဲ့မနေဘဲနဲ့မေတ္တာနဲ့နေလို့ရတယ်မေတ္တာနဲ့နေတာကပို့ပြီးတော့အဆင်ပြေမေတ္တာနဲ့နေပို့ပြီးတော့အဆင်ပြေတယ်သူကောင်းကျိုးလိုလားတယ်ပတ်ဝန်းကျင်ကောင်းအောင်အာယုံဆိုင်တယ်အမြဲတမ်းတန်ရောစင်ဆိုတာသူ့ကိုမြင်နေရမှမမြင်ရလို့ရှိရင်ကိုယ်စိတ်ထဲမှာကူးတယ်ကိုမျက်စိအောက်ကပြောင်းနေလို့ရှိရင်ကူးနေတယ်တွေးတယ်တစုံတစ်ခုများဖြစ်သလားဒီလိုတောကတွေကိုဝင်စေတတ်တယ်ဒါကြောင့်မို့လို့အဲ့ဒီတောကဆိုတာတွေကိုရှော့ချကြည့်လို့ရှိရင်ပစ္စည်းပေါ်တွေ့တာပဲဖြစ်ဖြစ်လူပေါ်တွေ့တာပဲဖြစ်ဖြစ်အဲ့ဒီတွေ့တာမှုကိုရှော့ချနိုင်ရမယ်တဲ့အဲ့ဒီလိုရှော့ချဖို့ရအတွက်အမှန်ကန်စဉ်းစားတတ်ဖို့လိုတယ်အဲ့ဒီလိုအမှန်ကန်စဉ်းစားခြင်းဟာပဋိသင်္ခါရဗလာဆင်ញင်မှုစွမ်းအားလို့ခေါ်အရေးကြီးဆုံးကအဲ့ဒီအမှန်တိုင်းဆင်ញင်စဉ်းစားနေတာ meditation တော့မဟုတ် contemplation ခုခေတ်ပြောနေတဲ့ကမ္မထာအားထုတ်တယ်ဆိုအဓိကကြအဲ့ဒါအဓိကကြပို့ပြီးအခုများသောအားဖြင့်ကမ္မထာထိုင်နေဆိုတာတွေက concentration သွားလုပ်ကြတာလေကမ္မထာထိုင်နေလို့ပဲအများပြောဆယ်စခန်းဝင်လိုက်တယ်သွားပြီးတော့ဝင်တယ် concentration ပဲအာရုံတစ်ခုပေါ်မှာစိတ်ကိုခါရတည်ငြိမ်သွားအောင်ကြိုးစားတယ်တခါတရံကျတော့ဒီဆယ်ရက်သာပြည့်သွားရော concentration ကဟုတ်ဒီပတိမရခဲ့ပြန်ထွက်လာတယ်အသိဉာဏ်ပါမလာဘူးဘုံရင်းတိုင်းနဲ့ပြန်ဖြစ်သွားတယ်ရတဲ့တိုးတက်မှုမရှိဘူးလို့ကိုယ်စိတ်ထဲမှာလည်းထင်ကောင်းထင်တယ်အဲ့ဒါကြောင့်မို့လို့ concentration ဆိုတာမလုပ်ရဘူးတော့လုပ်ရ contemplation လုပ်ရင်ပါလာတဲ့ concentration မတန်တမှုရှိပါ contemplation ဆိုတာအခုပြောတဲ့ဆင်ញင်မှုစွမ်းအားတွေမှန်မှန်ကန်ကန်ဆင်ញင်တတ်ရမယ်မှန်မှန်ကန်ကန်တွေးတောတတ်ရမယ်အဲ့ဒီမှန်မှန်ကန်ကန်ဆင်ញင်ခြင်းမှန်မှန်ကန်ကန်တွေးတောခြင်းအဝိဓမ္မတန်ဖိုးကြီးတယ်အဲ့ဒီတန်ဖိုးကြီးတဲ့ပညာလို့ခေါ်တယ်အဲ့ဒါကိုပဲအနုပတနာလို့လည်းခေါ်တယ်အနုပတနာဆိုတာသင်လျော်အောင်ဆင်ញင်စဉ်းစားရှုမြင်သုံးသပ်ခြင်းသို့မဟုတ်ဖန်မှန်ထပ်ထပ်ရှုမြင်သုံးသပ်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်မြတ်စွာဘုရားကတော့အလုံးချုပ်ပြီးကုန်ပြီးအောင်တတိပဋ္ဌာန်တရားမှာဆိုရင်ကာယ ानु ပတနာဝေဒနာ ानु ပတနာစိတ် ानु ပတနာဓမ္မ ानु ပတနာလို့အနုပတနာလို့ဖို့အာယုံ၄မျိုးပေးထားဒီ၄မျိုးကလွဲပြီးမလုပ်ရဘူးလို့ပြောတာတော့မဟုတ်ဘူးဒီ၄မျိုးထဲမှာတနည်းမဟုတ်တနည်းအကျုံးဝင်တယ်ပြောတာခုနပြောနေတဲ့ကိုယ့်ရဲ့သဘာဝတွေကိုဆင်ញင်စဉ်းစားတယ်ဆိုအများအားဖြင့်ဓမ္မ ानु ပတနာနဲ့အကုန်အကျုံးဝင်တယ်အဲ့ဒါကြောင့်ဒီအဖမှန်ထက်တော့ဆင်ញင်သုံးသပ်ခြင်းဆိုတဲ့ contemplation အဲ့ဒါ contemplation ဘဝမှာအဝိဓမ္မတန်ဖိုးရှိတယ်ပြင်မှန်းတဲ့အရာလည်းမဟုတ်ဘူးခုန concentration လုပ်ဖို့ရအတွက်ကမ္မထာကိုကြာရှည်ထိုင်ဖို့ဆိုတာအသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်လည်းမထိုင်နိုင်ဘူးအသက်အရွယ်မကြီးတော့လည်းပဲခန္ဓာကိုယ်ကြန့်ခိုင်မှုမရှိတဲ့ပုဂ္ဂိုလ်တွေကမထိုင်နိုင်ဘူးမထိုင်နိုင်တဲ့အခါကျတော့ meditation ရဲ့သဘောကိုမသိသည့်အတွက်ကြောင့် meditation လုပ်ရမှာကြောက်လန့်တယ်ဖြစ်တယ်အဲ့တော့ကြောက်လန့်စရာမရှိဘူး meditation ဆိုတာစိတ်လုပ်ပဲနော်မနောကံလို့ခေါ်တယ်ဘာဝနာဟာမနောကံတက်တက်ပဲဖြစ်တယ်ဒါကြောင့်မို့လို့စိတ်ထဲကနှလုံးသွင်းပြီးစိတ်ထဲမှာအကုသိုလ်မဖြစ်အောင်စိတ်နဲ့စိတ်ကိုပြန်ရှင်းပစ်တာပဲအဲ့တော့ကိုမွေးရမယ့်စိတ်ကတစ်ခုသဘာဝအားဖြင့်ဖြစ်နေတဲ့စိတ်ကတစ်ခုလို့ဒီလိုနှစ်ခုခွဲပြီးတော့မှတ်ကြည့်ရမြင်လိုက်လို့ရှိရင်မြင်တာကိုသိလိုက်တဲ့စိတ်ကဒါပဂတိစိတ်လို့ပြောရင်ပြောလို့ရတယ်အဲ့ဒီမြင်လိုက်တဲ့စိတ်ရဲ့ဒီအာယုံပေါ်မှာဖြစ်ပျက်သွားတဲ့သဘောတွေကိုနောက်ကတတိထားတဲ့ meditation စိတ်ကလိုက်ပြီးတော့သိသွားအဲ့ဒီ meditation စိတ်ဟာဘယ်သူနဲ့တွဲလာလို့ဆိုတတိတို့တမ္ပစညာတို့ဝီရိယဒီစွမ်းအားတွေနဲ့တွဲလာဒီဘသူဖြစ်တဲ့စိတ်ကတတိမပါဘူးဝီရိယလည်းမပါဘူးသူက automatic လို့သွားတာသူကမြင်လိုက်ရင်မြင်မှန်းသိလိုက်တယ်ကြားရင်ကြားတာကြားအတန်ကြားလိုက်ရင်လည်းကြားတာကိုသိတယ်အနံ့ရရင်လည်းနာမှန်းသိတယ်အရသာပေါ်ရင်လည်းပေါ်မှန်းသိတယ်ထိရင်လည်းထိမှန်းသိလိုက်တယ်ဒါတွေကစိတ်ရဲ့သဘာဝရဲ့တုံ့ပြန်ချက်တွေနေတယ်
သွားနေတာအဲ့ဒါကဘဂရိစိတ်ဆိုတာအဲ့ဒီဘဂရိစိတ်မှာနောက်ထပ်ဆက်ပြီးတော့တွေးလိုက်တာတွေကလူကျင်တဲ့လောဘနဲ့တွေးတယ်မုန်းတီးတဲ့ဒေါသနဲ့တွေးတယ်ဆိုတော့အကုသိုလ်တွေကြီးပဲဆက်လာတယ်အဲ့ဒီနေရာမှာမုန်းတီးတဲ့စိတ်မဝင်အောင်လူကျင်တဲ့စိတ်မဝင်အောင်ဆိုတဲ့တတိနဲ့တမ္ပစညစွမ်းအားနဲ့ပြန်ထိန်းလိုက်တာပြန်ထိန်းလိုက်သည့်အတွက်ကြောင့်သူ့အတွေးမှာလောဘမပါလာတော့အတွေးမှာဒေါသမပါလာအတွေးမှာမောဟမပါလာဘူးတတိနဲ့တွေးတယ်ပညာနဲ့တွေးတယ်ဆိုရင်ဒီအတွေးလေးတွေပါလာတဲ့အတွက်ကြောင့်စဉ္ညတုံတရားတွေပြည့်နောက်ဆုံးမှာတတိစွမ်းအားတွေပညာစွမ်းအားတွေမြင့်တက်လာပြီဆိုလို့ရှိရင်လောဘနဲ့အတွေးဟာဘယ်တော့မှပေါ်မလာတော့ဒေါသနဲ့အတွေးဟာလည်းဘယ်တော့မှပေါ်မလာတော့မှန်မှန်ကန်ကန်သဘာဝအတိုင်းသိမြင်တဲ့အတွေးမြတာပေါ်လာတယ်ဆိုအဆင့်ရောက်တယ်အဲ့ဒီအဆင့်ရောက်အောင်ကိုယ်စိတ်ကိုကြိုးစားပြီးပြင်တယ်ဒါ meditation လုပ်တာပဲအဲ့ဒီလိုလုံရင်းနဲ့နောက်ဆုံးမှာကိုကြည့်တဲ့အာယုံတစ်ခုကိုယ်စိတ်ထဲမှာပေါ်လာတဲ့အာယုံတစ်ခုလိုက်ရင်နဲ့ဒီအာယုံတွေပေါ်မှာနှစ်သက်ကျေနပ်မှုဆိုဘာမှရှာမတွေ့တော့ဘူးအပြည့်အနာစာတွေပဲတွေ့တယ်နောက်ဆုံးဖြစ်ပြီးတော့ပြတ်သွားတဲ့သဘောတွေပဲတွေ့တယ်နောက်ဆုံးမှာကိုမပိုင်တဲ့သဘောတွေကိုတွေ့လာဒီသင်္ခါရအာယုန်တွေပေါ်မှာညီငွေစရာတွေစိတ်ပြည့်စရာတွေဒါတွေကအမြဲတမ်းဖြစ်လိုက်ပြက်လိုက်တွေဖြစ်နေတော့ဒီသင်္ခါရတွေပေါ်မှာစိတ်ဟာပထမတော့ညီငွေတယ်လွတ်မြောက်ခြင်းနဲ့ဆိုတဲ့သဘောတွေပေါ်လာပြီးနောက်ဆုံးကျတော့ပြန်ပြီးဆင်ញင်သုံးသပ်လာပြီးတော့ဒီသဘာဝတရားတွေနဲ့စိတ်နေသားတကြဖြစ်လာညီငွေမှုဆိုတာမရှိတော့ဘူးเนาะဒီချစ်ခင်မှုတွေ့တာမှုဆိုတာမရှိတော့ဘူးねသဘာဝတရားတစ်ခုကိုယ်လည်းမဆိုင်တဲ့အရာတစ်ခုထိုင်ကြည့်နေတဲ့အနေအထားမျိုးရလာပြီးနောက်ဆုံးကြတော့အဲ့ဒီဖြစ်ဖြစ်မှုတွေသင်္ခါရတရားတွေလုံးဝဆုံးသွားတဲ့နေရာလေးတစ်ခုရောက်သွားတယ်ဒီအာယုန်လေးတစ်ခုဆုံးသွားတဲ့နေရာလေးအာယုန်လေးတစ်ခုရောက်လိုက်တာနဲ့တပြိုင်နက်တန်တရားကပါလာတဲ့လောဘတွေဒေါသတွေမောဟတွေအကုန်လုံးဘန်းတောင်းလောင်ခံလိုက်ရအဲ့ဒီနေရာလေးကိုရောက်လိုက်တဲ့အခါကျရင်မာမနာတွေလည်းပျောက်သွားတယ်လောဘတွေလည်းပျောက်သွားတယ်ဒေါသတွေလည်းပျောက်သွားတယ်အဲ့ဒါကိုပဲဒီသင်္ခါရတွေရဲ့ချုပ်ဆုံးသွားတဲ့အနေအထားနဲ့ကိုနိဗ္ဗာန်ကိုပြောတာအဲ့ဒီနိဗ္ဗာန်ကိုအာယုပြုပြီးအဲ့ဒီအဆင့်ကိုရောက်သွားတဲ့စိတ်ကလေးကနိဗ္ဗာန်နဲ့အာယုပြုပြီးတော့ထိတွေ့လိုက်တဲ့စိတ်ကလေးကသင်္ခါရတရားတွေရဲ့အဆုံးနိဗ္ဗာန်ကိုမြင်တဲ့စိတ်ကလေးကတန်တရားကပါလာတဲ့အနုတ္တယဓာတ်ပါမကြကိရိတာတွေအကုန်လုံးမဲလေးစိတ်ဖို့လေးစိတ်ပဲအကုန်လုံးညှိမ့်သက်ဖယ်ရှားပြနိုင်တယ်အဲ့တော့သွားရမယ့်လမ်းကြောင်းကဒီတစ်ခုတည်းကနေသွားတယ်ဝိပဿနာဉာဏ်နဲ့ရှုမြင်သုံးသပ်ခြင်းဖြင့်ဝိပဿနာဉာဏ်ရင့်သက်လာတဲ့အခါမှာနောက်ဆုံးသင်္ခါရတွေချုပ်ဆုံးသွားတဲ့အဆုံးကိုရောက်သွားတာနဲ့တပြိုင်နက်ကိလေသာတွေအားလုံးအကျဉ်းချမရှိအောင်ဖယ်ရှားနိုင်တယ်၄ချိန်၄ကဖြစ်ပြီးနောက်ဆုံးမှာကိလေသာဆိုတာအားလုံးကုန်သွားတယ်နိဗ္ဗာန်ကိုအာရုံပြုနိုင်တယ်အဲ့ဒီအဆင့်ရောက်ပြီဆိုတဲ့အခါကျတော့ခန္ဓာကြီးရှိနေလို့ဒုက္ခကြုံနေသေးတော့လေနောက်ထပ်ဒီလိုဒုက္ခကြုံရမယ်ခန္ဓာမျိုးရစရာအကြောင်းမရှိတော့ဘူးရစရာအကြောင်းမရှိသည့်အတွက်ကြောင့်ခန္ဓာမရှိသည့်အတွက်ကြောင့်ခန္ဓာနဲ့ဆက်ပြီးတော့ဖြစ်ပေါ်လာမဲ့ဒီခန္ဓာပေါ်မှာစပြီးတော့ဖြစ်ပေါ်လာတဲ့ဒီကိလေသာဆိုတဲ့ကိလေသာဝတ်တန်တရားကပါလာတဲ့စိတ်ရဲ့အညစ်အကြေးတွေဒီတက္ကန္တကိုဖြည့်ဆည်းပြလိုက်နိုင်တာနဲ့တပြိုင်နက်ကာမဝတ်ဆိုတဲ့မိမိတဏ္ဍမှာ online ဖြစ်နေတဲ့ကံတွေဟာအလို့အလျောက်ဘဝတစ်ခုထုတ်လုပ်နိုင်စွာမရှိတော့ဘဲနဲ့ဒီကံရဲ့စွမ်းအားတွေရောက်ကြသွားပြီနောက်ဆုံးအကြောင်းကံတွေလည်းကုန်သွားတယ်ကိလေသာကုန်သွားသည့်အတွက်ကြောင့်အကြောင်းကံတွေလည်းကုန်သွားတယ်ရရှိထားတဲ့ခန္ဓာကိုယ်ကြီးကလည်းအချိန်ကြံတဲ့အခါကျတော့နောက်ဆုံးပိတ်ချုပ်ငြိမ်းသွားတယ်နောက်ထပ်ဆက်ဆရာမရှိတော့ဘူးဒုက္ခဆိုသမျှထောက်ပြစရာဘာမှမရှိတော့ဘူးအမည်နာမခေါ်စရာဘာမှမရှိဘူးမလိုချင်တဲ့မမြဲတဲ့အရာတွေအားလုံးချုပ်ဆုံးသွားပြီးအငြိမ့်တတ်ဆိုတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုရတယ်လို့ဒါဗုဒ္ဓဘာသာမြတ်စွာဘုရားဟောကြားတဲ့တကယ်ကျင့်စဉ်ဒီတိုင်းပဲသွားတယ်စိတ်ဖြူစင်မှုကိုအကြောင်းပြုပြီးမှဒါတွေဟာလုပ်လို့ရတယ်ဆိုဒါကြောင့်မို့ contemplation ဆိုတဲ့ meditation ဟာအသက်အရွယ်မရွေးဘယ်ပုဂ္ဂိုလ်ပဲဖြစ်စေကျမ်းမာသူဖြစ်စေမကျမ်းမာသူဖြစ်စေစိတ်အလုံးတတ်တတ်ဖြစ်တာဖြစ်သောကြောင့်
မိမိစိတ်ကလေးမှာအာဟုတုတွေမဖြစ်ရအောင်အာဟုတုနဲ့ဆိုင်ရာတွေမတွေးတောအောင်ကောင်းတဲ့ဘက်အာယုံနဲ့အစားထိုးပြီးတော့တွေးတောဆင်ញင်တာဟာ meditation လုပ်တာပဲဒါကြောင့် meditation ရဲ့သဘောကိုသိရှိနားလည်ပြီးတော့ကိုယ်တဏ္ဍာမှာအာဟုတုမဖြစ်အောင်တတိဆောင်ရည်ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း